ကာသတော်တို့ဖြင့်ညီညာပြပြတော်ကြပါကုန်သို့ဖယားတရားမောကြီးစေကိုဘူဇောဘုမြောမန္တယောတော်ရသောပနာမကောင်းမှုကုသိုလ်ကစေတနာတို့ကြောင့်အနိစ္စဘိကယမန္တာတေဘဝတတိတို့ရင်းကြကုန်ပြီဖြစ်၍သောင်းတိပိလာဘာသာသာတိပါဏိကုသိုလ်ဝဉ္ဇဉ်မျိုးပဲဝေဘဝဒုနဲ့ဘုံဘုံမြောက်ပြီးဝေဒနာကြဖြစ်စေ